ကျွန်တော်ဒီနေ့ review လုပ်ပေးမှာတော့เนาะရီစာဟောင်းနေနဲ့ရီစာဟောင်းနေဘာနဲ့နိုင်ကျင်နေပေါ့เนาะကျွန်တော်ဆက်ကြည့်လိုက်မယ် let's go အမလေးတိရစ္ဆာန်ကောင်ကောင်နဲ့နှိုင်းမယ်ဆိုရင်ဘယ်ကောင်နဲ့နှိုင်းရင်လဲကျွဲဘာလို့လဲညီမလေး ကျွဲရုပ်တွေနဲ့တူလို့ရုပ်ကွာကျွဲနဲ့တူတာအကုန်လုံးပူချားကြီးပဲမလို့ဘယ်ကောင်းမှမနိုင်ချင်ဘူးမတန်လို့ ဟာအနေလုံးကောင် ခွေးဝဲစားဖို့ ဘာလို့ခွေးဝဲစားလို့ပြောရလဲ စိတ်တက်မကောင်းလို့ ရီသားမနေတော့ထားခဲ့ဘူးလေ မထားခဲ့ဘူး ES နဲ့ပဲပြီးသွား လေးရောညီလေးတငယ်ချင်းနဲ့ပတ်သက်ပြီးတော့ဘယ်ကောင်နဲ့နှိုင်းရင်လဲ ငါပေါ့ ဟောညီလေးနွားအမျိုးမျိုးရှိတယ်ဘယ်လိုနွားလဲတို့တော့ ဟုတ်နော် ချန်ကုန်နွား ဒီများတော့နွားနဲ့နိုင်ရเนาะအဲ့တော့တငယ်ချင်းတွေနွားနဲ့နိုင်တယ်ကောဒီကောင်းမရှိ ဘာလို့ချန်ကုန်နွားရွေးရလဲ တကယ်ချင်းနေကအရန်ချစ်တတ်တာသူတို့တွဲလိုက်တဲ့ဘယ်ဒီကောင်လာဖောက်ပြန်တယ် အဲ့လို တကယ်ချင်းနေရဲ့ရီစားရဲ့ကောင်လာလည်းဖောက်ပြန်နေတကယ်ချင်းနေကလည်းဖောက်ပြန်နေအဲ့တော့နွားလေးကြီးပဲ ပို့ထားခဲ့ဘူးတဲ့ရီသားတွေကိုတိရစ္ဆာန်တစ်ကောင်ကောင်နဲ့နှိုင်းမှာဆိုရင်ရောဘယ်တစ်ကောင်နဲ့နှိုင်းရင်လဲ ခွေး ဘာလို့လဲညီမလေး ကြီးသားထားပြီးတော့ gift လည်းမဆိုင်ဘူးကွာ အေးတော်တော်များဝိုင်းเนาะခွေးနဲ့နိုင်တာเนาะအေးတော်တော်များဝိုင်း ပြီးတော့ချုပ်တာကိုရှိရနဲ့နောက်တစ်ယောက်ထားတာတို့ဒါမှမဟုတ်တယောက်ရှိရနဲ့ကိုလာတွေ့ရတော့အဲ့ဟာပဲကြုံနေရ ရီသားဘယ်နှစ်ယောက်ထားခဲ့ဘူးလဲ 3ယောက်လောက်ထားခဲ့ဘူး 3ယောက်ကိုယ့်ရဲ့ရီသားဟောင်းနေတဲ့အမှာဘယ်တိရစ္ဆာန်တစ်ကောင်နဲ့နှိုင်းရင်လဲ မြောက်နဲ့ ကျန်တဲ့2ယောက်ကရော နောက်တစ်ယောက်ကကျတော့ဝုံမနောက်တစ်ယောက်ကခွေးပါ ခွေးဟာတွဲနေတဲ့ကာလမှာဒီဘက်ကဖို့ကြီးလားမသိဘူးဆိုအဲ့လိုပေါ်တွေးမိ တစ်ယောက်တော့ဖြစ်ဘူးတယ်တွဲနေတလန်းနဲ့ပေါက်ပြန်တော့အဲ့လိုမျိုးတွေးဘူးတယ် ဘာပြောချင်လဲညီမလေးအေးစေကို အိမ်မရရင်တတိထားလို့ အဲ့ချန်ကုန်တဲ့နွားတွေဘာပြောချင်လဲ စက်လောက်ပါလို့သူလည်းခုန်နေတယ်လို့သူ့ရဲ့အာသနာလည်းခုန်နေပါလေလို့ ပြန်လာမဲ့ပေါ့ အပြန်လမ်းပါပဲ okay bye bye